ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် KC Entertainment YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီ channel လေးကနေပရိသတ်ကြီးအတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာတ်လမ်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတစ်ခါမှာတော့ပရိသတ်ကြီးအတွက်တင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်ကတော့အရက်ပြက်မိသက်ဆိုတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့အတူတူစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတွေကိုတစုတစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်မှုကိုမစခင်မှာ channel ကို like and subscribe လေးလုပ်ပေးဖို့လေးတောင်းဆိုချင်ပါတယ်အသေးသေးသောဇလန်းတွေတင်တိုင်းချက်ချင်းသိရှိစေဖို့အတွက်ဘေးနာကအချက်ပေးခေါင်းလောင်းကိုတစ်ချက်နှိပ်ထားပေးပြီးတော့ဇလန်းတစ်တွေတင်တဲ့အခါမှာလည်းချက်ချင်းသိရှိစေဖို့အတွက်ဘေးနာကနိုတီခေါင်းလောင်းလေးကိုတစ်ချက်နှိပ်ထားပေးပါရှင်။ရောက်ခမတွေရဲ့အမျိုးတွေရှိတဲ့ရွာလေးကိုအလဲသွားခဲ့တုန်းကအကြောင်းလေးကိုပြောချင်နေအလန်းကြီးဆိုတဲ့အိန္ဒိယရွာကလေးပါရန်ကုန်ကနေမက်လက်တို့ထိကားနဲ့သွားမက်လက်တို့ရောက်တော့ဆက်လီနဲ့လာကြိုပါတယ်တရွာလုံးလိုအမျိုးတွေပါကဲရဲ့အိမ်တွေကိုသွားချင်ရင်ဝါရတာလေးကနေကူးတယ်ဝေးတဲ့အိမ်တွေကိုတော့လှေနဲ့သွားရတယ်အိမ်ကြီးအိမ်ကောင်းတွေလည်းများတယ်အင်းရွာဆိုတော့ငါးမွေးကန်တွေရှိတယ်ငချောင်းလန်းဆင်းတွေရှိတယ်သွားလေတဲ့အိမ်တိုင်းငရမ်းကြောက်ဖုံနဲ့ရင်တွေချမ်းရှက်အေးဘူးနဲ့ရေတန့်ရေခဲနဲ့အစင်မြင့်မြင့်အိတ်ခံကြတယ်အမဝမ်းခွဲအိမ်ကိုအရင်သွားမနက်စာစားပြီးအကိုဝမ်းခွဲအိမ်သွားကြပါတယ်အကိုတို့အိမ်ကအတော်ကြီးတယ်ခြေတန်းရှိအိမ်မြင့်မြင့်ကြီးအောက်တဆင်းနဲ့ရေကပြင်းကလည်းအကျယ်ကြီးပဲအိမ်ရဲ့အနောက်ဘက်ကငါးမွေးကန်ကလည်းကြီးလုံးလို့ကြီးလိုက်ရင်ကန်တော်ကြီးရေပြင်အလားပါပဲအဲ့ဒီကန်ရရတဲ့မွေးမြူရေးငါးတွေငရမ်းတွေငချောက်လမ်းမို့ငါးကင်နေတဲ့ကောင်မလေးတွေက14 5ယောက်ရှိတယ်အကူကခြုံသွားဆွဲနေတယ်တဲ့အဲ့ဒီကိုလိုက်သွားမယ်ဆိုပြီးကျမတို့မော်တော်နဲ့သွားကြတယ်ဟိုရောက်တော့တွေ့ပါပြီအကူနဲ့အလုတ်သမားတွေကခါလောက်ရှိတဲ့ရေထဲမှာသူတို့လက်ထရပိုက်ကိုပြိုင်တူဖြည်းဖြည်းချင်းဆွဲပြီးပါလာတဲ့ငါးတွေကိုလှေထဲသွန်ထည့်လိုက်တယ်ငါးတွေနဲ့ရွှွန့်တွေရောလို့လှေနှစင်းအပြေးရတော့အဲ့ဒီလှေတွေကိုကျမတို့စီးလာတဲ့မော်တော်နဲ့ဆွဲပြီးအိမ်ပြန်လာကြတယ်အိမ်ရောက်တော့လှေရရေကပြင်းကတိုင်မှချီပြီးလူ2ယောက်ကရေကပြင်းမောကိုငါးတွေခတ်တင်ပြီးရေကပြင်းမောဟာမိန်းကလေးတွေကငါးတွေစီးပြီးအမျိုးအစားခွဲငါးတွေထဲဖို့တက်တာတွေစီထားပြီးရေခဲကျိတ်ဆက်ကကျလာတဲ့ရေခဲတစ်ထက်ငါးတစ်ထက်ထက်ငါးတွေရန်ကုန်ပို့မဲ့တက်တာတွေထဲရောက်သွားပါပြီမိတဲ့ငါးတွေထဲကမှငဖမ်းမအကောင်ကြီးတွေငဖဲငပတ်တွေကိုကျမတို့ကိုချက်ကျွေးဖို့နဲ့လက်ဆောင်ပေးဖို့ဖေးထားပါတယ်။ထမင်းကျွေးတဲ့စပွဲခုံကအကြီးကြီးငဖမ်းမဆူဆူကြီးတွေကိုစီးပြန်ချက်ငဖဲတော့ငါးသေးသေးလေးတွေအကြော့ကြော့အင်းနေရစနိုင်ရေပဲမဲညူငှက်တွေကိုကြွကြော့ကြော့အတီးအရွက်ကြော့အချင်းဟင်းငပီးရီတို့စရာအစုံအလင်းပြင်ကျွေးတာပါငရမ်းကြောက်ဖုတ်ကမပမဖြစ်တပကံကြီးကျမကတော့ငှက်ကြော်တွေနဲ့အတီးအရွက်ကြော်တဝါကြီးစားခဲ့တာပါစားနေရင်လည်းအမျိုးတွေရန်ကုန်လာလေရင်အခုလိုအဲ့ဝကြေးပါမလားလို့တွေးမိတယ်တကယ်တမ်းမကြည့်ခဲ့ပါဘူးအကိုတို့အိမ်ကနေအမျိုးတွေစီတအိမ်ပြီးတအိမ်လေပြီးငရမ်းကြောက်ဖုံနဲ့ရှင်ရွေးချမ်းစိတ်ကြိုက်စားခဲ့ရတာညနေစာစားပြီးမှပြန်ရမယ်ဆိုလို့စားခဲ့ရပါသေးတယ်ပြန်တော့လေပေးလိုက်တဲ့လက်ဆောင်တွေတနင့်တဘိုးပါငချောက်ကမွေးရီကွန်အိတ်တလုံးငါးကန်ပတ်လေစိုက်ထားတဲ့ငပြောပင်ကငပြောခိုင်မက်လက်တူကအမျိုးအိမ်ကငပိရီချိုကတူတင်မော်ဒီစုံနေတာပါပဲရှင်အကိုအားစီးကြောက်တဲ့ယောဂရှိတဲ့ရန်ကုန်မှာခဏခဏစေးုံလာတက်ရတယ်ကြောက်ကြအောင်ကြောက်ဖျုံသည်စိတ်ရည်တောက်တယ်ကြောက်ကကြတော့ကြတယ်စီးသွားတဲ့လမ်းကြောင်းမှာတက်နေလို့မခံမရက်နိုင်အောင်တော့တက်ချင်းရန်ကုန်ခေါ်လာ SSC မှာတင်လိုက်ရတယ်အလုံးလုံးနေရင်ကလိုက်လာရတော့သားသမီးတွေကအင်ကြီးနွမ်းနွမ်းဖက်နှက်အဟောင်းတွေနဲ့အခန်းယူချက်ချင်းခွဲရမယ်ဆိုပြီးကလေးတွေကိုကြည့်တက်နိုင်မှမလားတဲ့သမီးလို့သူကပတ်စံတွေထည့်ထားတဲ့အိတ်အကြီးကြီးကိုဇစ်ဖွင့်ပြလိုက်တဲ့လေအိတ်ထဲမှာပတ်စံအပြည့်လုပ်ငန်းတွေကောင်းတော့တကယ်ပတ်စံရှိကြတာပါကိုဗစ်တတိယလိုက်မှလည်းအမျိုးတွေအတော်ပါသွားတယ်အခုတော့လူကြီးတွေကုန်တလောက်ရှိပါပြီအင်းထဲမှာမလော်တက်နဲ့လှေလော်ပြီးကြာတော့တဲ့တိုးခဲ့တာတွေစိတ်ထားသိပ်ကောင်းတဲ့အကိုအမတွေကိုလွမ်းမိတယ်ကျွန်ုပ်ဟာထိုးစင်ခါကရှမ်းပြည်တောင်ပိုင်းရဲ့အေးများတဲ့ရှေးမြေတောတောင်တဘာဝကိုခန်းစားရင်စိတ်အပန်းဖြေဖို့အတွက်ညောင်ရွှေမျိုးမတဆင့်အင်းလေးကန်အတွင်းကိုခက်ကြီးဆန့်ခဲ့တယ်ထိုနှစ်ကတော့မိုးနတ်မင်းကအမျက်တော်ရှာလီသလားမသိမိုးဦးကြကာလကိုရောက်ရှိနေပြီဖြစ်တော့လေမိုးပေါက်ဟူ၍တစက်မြမမြင်ရပဲနေမင်းရဲ့အရှိန်အဝါကသာပြင်းပြလှလို့အင်းလေးကန်ကြီးကလည်းတခါဘူးမြမကြုံဘူးလောက်အောင်ရေမျက်နှာပြင်နှင်းကြလျက်ရှိနေတယ်ကျွန်တော်ကရေလေရှိဟိုတယ်တစ်ခုမှတိတ်ခိုရင်ညနေခင်းရဲ့နေဝင်စည်းစာအလှကိုငီးမောကြည့်ရှုနေမိတယ်အဲ့ဒီအချိန်ခါကပတ်ဝန်းကျင်တစ်ခုလုံးကပူအိုက်ဆက်ရှားလာသဖြင့်ကျွန်ုပ်ရဲ့စိတ်အာယုံတို့ကလည်းလန်းဆန်းမှုမရှိပဲဖြစ်နေရတယ်လေပြေလေငင်းကတိုက်ခတ်လာတော့ညာလေအဲ့ဒီလေးမရေညှိနဲ့ရေပုံနှံနဲ့နေပူရှိန်ကြောင့်၆သွေးနေတဲ့ရွှွန့်နွန်နန်းတို့ကရောပြောနေလေတယ်
ကျွန်တော်ကပြောင်းမှုဘဆေးလိတ်ကိုမိတ်ဆက်စွာဖွာရှိုက်ရင်ရေပြင်းကိုကြည့်နေစဉ်အဝေးကဆက်လီတစီကအလွန်အမင်းမြန်ဆန်သောနှုံးနဲ့ကျွန်ုပ်ရှိရာစီသို့ဥတီမောင်းနှင်လာတာကိုတွေ့ရတယ်။အဲဒီဆက်လီပေါ်မှာမိမပြိုတက်ဦးကစိုးရိမ်တကြီးနဲ့အော်ဟစ်အကူအညီတောင်းနေတာကိုမြင်ရတဲ့အခါမှာကျွန်ုပ်ကအံ့ဩတုန်ဟိဖြစ်ရတယ်။ဆက်လီကကျွန်ုပ်တဲခိုရစိတ်ကန်းကိုစိုက်ကပ်လိုက်တာနဲ့တပြိုင်နက်စောနန္ဒာလို့အမိရတဲ့အဲ့ဒီမိမပြိုကလေပေါ်မှာကမန်းကရန်ဆင်းလာပြီးတော့ဆရာကြီးကူညီပါအောင်ရှင်ကျမမောင်လေးကြောစွာတမျိုးဖြစ်နေလို့ပါလို့ငိုးရိုးကပြောလေတယ်ကျွန်ုပ်ကလေပေါ်ကိုငုံကြည့်လိုက်တော့အသက်20ကျော်ခန့်ရှိမိမောင်ကျော်စွာလေဝမ်းထဲမှာကြောင်တောင်တောင်ထိုင်နေတာကိုတွေ့ရတယ်သူရဲ့မျက်လုံးတွေကအသက်မဲနေတကဲ့သို့ရှိပြီးပတ်ဝန်းကျင်ကိုလည်းဘလို့မှတုံ့ပြန်ခြင်းမရှိဘူးကျွန်ုပ်ကမောင်ရင်ဘာဖြစ်တာလဲလို့မေးမြန်းမိမယ်သူကကျွန်ုပ်ကိုမသိနားမလဲတဲ့မြောင်တိုးနဲ့သာပြန်လဲကြည့်ရှုနေတယ်စောနန္ဒာရဲ့ပြောပြချက်အရဒီကနေ့မနက်ပိုင်းကရေးကြနေတဲ့ကန်းအလဲပိုင်းတနေရာမှာမောင်ကျော်စွာငါးဖန်ထွက်ရင်ထူးဆန်းတဲ့ရွှေရောင်ဝင်းဝင်းအရာဝတ္ထုကြီးတစ်ခုကိုတွေ့ရှိခဲ့ကြောင်း၎င်းမှာရေအောက်မှာနစ်မြုံနေတဲ့ခေါင်းလုံးတော်ကြီးဖြစ်ပုံရကြောင်းမောင်ကျော်စွာဝမ်းသာအားရနဲ့အဲ့ဒီခေါင်းလုံးတော်ကြီးကိုတွားရောက်ထိတွေ့ပြီးတဲ့နောက်မှာယခုကဲ့သို့စကားလည်းမပြောမိမိကိုယ်ကိုယ်လည်းဘသူမှမသိတော့တဲ့မှတ်ဉာဏ်မဲ့သူဖြစ်သွားရတာဖြစ်ကြောင်းလည်းသိရတယ်။အဲ့ဒီအချိန်မှာအင်းလေးကန်ရဲ့ကောင်းကင်ယံမှာတိမ်အောင်တိမ်လေးတူကရုတ်တရက်မဲမှောင်လာပြီးလေပြင်းတွေစတင်တိုက်ခတ်လာလေတော့တယ်။အဲ့ဒီလေပြင်းထဲမှာထူးဆန်းတဲ့တန်ချောင်းခောက်တန်ကဲ့သို့နှောင်တိုင်းဆိုတဲ့အတန်မျိုးကျွန်ုပ်ကြားလိုက်ရတယ်လို့ခံစားရတယ်။အဲ့ဒီအတန်ကတာမန်အတန်မျိုးမဟုတ်ဘဲဝိဇ္ဇာဇောကြီးတို့ရဲ့တကူနဲ့ဖန်တီးထားတဲ့အတန်မျိုးလားလို့ကျွန်ုပ်တွေးတောနေမိတယ်။ဆရာကြီးမောင်လေးကိုကဲပါဦး။သူကကျမကိုတောင်မှတ်မိတော့ဘူးရှင်။စောနန္ဒာရဲ့အတန်ကလည်းတုံးရင်းနေတယ်။ကျွန်ုပ်ကမောင်ကျော်စွာရဲ့လက်ကောက်ဝတ်ကိုကင်ကြည့်လိုက်တော့သူ့ရဲ့သွေးခုံနှုံကပုံမှန်မဟုတ်ဘဲအလွန်အမင်းမြန်ဆန်နေတာကိုတွေ့ရတယ်။ဒါအပြင်သူ့ရဲ့လက်ချောင်းထိပ်တွေမှာရွှေမုံရွှေစာများကဲ့သို့အရာတွေဆွဲကပ်နေတာကိုမြင်လိုက်ရတဲ့အခါကျွန်ုပ်ရဲ့စိတ်မှာဒါဟာရိုးရိုးရွှေမဟုတ်ဘူးဓာတ်စီးနေတဲ့ရွှေပဲလို့ရိပ်မိလိုက်လေတော့တယ်။ပတ်ဝန်းကျင်မှာမိုးကြိုးတန်တွေကတကြိမ်ကြိမ်နဲ့မြည်ဟီးလာပြီးကံရည်ပြင်မှာလည်းလှိုင်းတဘိုးတွေထကြွလာတယ်။ကျွန်ုပ်ကဆေးလိပ်ကိုတစ်ချက်မြပြင်းပြင်းဖွာလိုက်ပြီးကဲစောနန္ဒာမောင်ရင်ကိုအထဲကိုအမြန်ခေါ်ခဲ့ဒီကိစ္စဟာတာမန်ဖြစ်ရမဟုတ်ဘူးရှေးအောင်ပညာရက်တွေနဲ့ပတ်သက်နေပြီကျွန်ုပ်မင်းညိုကထိုမှတ်ညံမဲ့နေတဲ့လူငယ်လေးနဲ့ရေအောင်မှာပေါ်ထွက်လာတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့အတွက်ညရင်းချင်းပင်ပြင်ဆင်ရလေတော့တယ်ကျွန်ုပ်ကမောင်ကျော်စွာကိုအခန်းအတွင်းရှိကတင်းပေါ်မှာအသားအရာလဲလျောင်းစီပြီးနောက်ကျွန်ုပ်ရဲ့ခီးဆောင်အိတ်အတွင်းကအမြဲမပြတ်စောင့်ထားလိရှိတဲ့နဝရကိုပါဓာတ်စီနဲ့စမရေးချေထားတဲ့အဆောင်လက်ဖွဲ့အချို့ကိုထုတ်ယူလိုက်တဲ့အခန်းပြင်ပမှာမိုးသက်လေပြင်းတို့ကတဝေါဘောတိုက်ခတ်နေပြီးအင်းလေးကန်ရဲ့လှိုင်းတန်တို့ကအိမ်အောက်ရှိတိုင်တွေကိုတောင်ရိုက်ခတ်နေလို့တုံခိုင်လျက်ရှိတယ်ကျွန်ုပ်ကမောင်ကျော်စွာရဲ့လက်ဘဝါရှိရွှေမုံရွှေစားတွေကိုအနီးကပ်ကြည့်ရှုစစ်ဆေးလိုက်တော့သူတို့ဟာတာမန်ရွှေမဟုတ်ပဲဗရာရှင်ဓာတ်နဲ့ရောဆက်ထားတဲ့ဓာတ်ရွှေတွေဖြစ်နေတာကိုတွေ့ရတယ်ဒီနေရာမှာကျွန်ုပ်ကလောကီပညာရဲ့ဆိုင်ရာဘဝတုဒအချို့ကိုစဉ်းစားမိတယ်ရှေးခါကဝိဇ္ဇာတို့အရှင်မြတ်တို့သည်သာသနာပြုဖို့အတွက်၎င်းအနာဂတ်ကာလမှာပေါ်ထွန်းလာမယ်မင်းကောင်းမင်းမြတ်တို့အတွက်၎င်းရွှေစင်ရွှေသားတွေကိုဓာတ်စီ၍ရေအောက်မြေအောက်တို့မှာဝတ်ထားတတ်ကြလေတယ်အဲ့ဒီပစ္စည်းတွေကိုလောဘစောနဲ့ထိတွေ့မိသူတို့ကဓာတ်ရိုက်တက်စီအရှိန်ကြောင့်စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်အဆက်အသွယ်ပြတ်တောက်ပြီးမှတ်ဉာဏ်တွေခိတခဏဖြစ်စီထာဝရဖြစ်စီပျောက်ကွယ်သွားတဲ့စမြဲပဲစောနန္ဒာမောင်ကျော်စွာတွေးခဲ့တယ်ဆိုတဲ့ခေါင်းလုံးကြီးရဲ့ပုံသဏ္ဍာန်ကိုတေချာပြန်ပြောပြစမ်းပါလို့ကျွန်ုပ်ကလည်းမေးမြန်းလိုက်တယ်စောနန္ဒာမျက်ရည်တွေကိုတုပ်ပြီးမောင်လေးပြောတာတော့ခေါင်းလုံးကြီးကရွှေရောင်တုံဝင်းဝင်းနေတဲ့ဆရာကြီးခေါင်းလုံးရဲ့အပေါ်နားမှာအင်းခွက်တွေစမတွေအစီအရေးရေးထိုးထားတယ်လို့ဆိုပါတယ်သူကဝမ်းသာအားရနဲ့လက်နဲ့ပုတ်ကြည့်လိုက်တော့အဲ့ဒီအချိန်မှာပဲခေါင်းလုံးကြီးစီကနေလူထောင်ပေါင်းများစွာဟာတပြိုင်နက်အော်ဟစ်လိုက်တယ်လို့အတန်းကြီးထွက်လာပြီးသူလဲကျသွားတာပါပဲလို့ရှင်းပြတယ်ကျွန်တော်ကခေါင်းကိုဖြင်းညင်းစွာနဲ့ညှိလိုက်တယ်ဒါဟာမဟာကန်တီလို့ခေါ်တဲ့တက်ခေါင်းလုံးကြီးပဲဒီခေါင်းလုံးထဲမှာအတိတ်ကအဖြစ်အပျက်တွေအသိပညာတွေကိုစူးစီးသိမ်းဆည်းထားတာဖြစ်ရမယ်မောင်ကျော်စွာလောဘစိတ်နဲ့ထိတွေ့မိတဲ့အတွက်ခေါင်းလုံးထဲကပြင်းထန်တဲ့ဓာတ်စီးကြောင်းကသူ့ရဲ့အုံနောက်ထဲကမှတ်ဉာဏ်တွေကိုခဏတာပိတ်လိုက်တာပဲကျွန်တော်ကစေးဘောလေးကိုခိတ္တချလိုက်ပြီးနောက်မောင်ကျော်စွာရဲ့နှစ်ဖူးပေါ်မှာတာအခရာကိုအခြေခံထားတဲ့စမတစ်ခွက်ကိုလက်ညှိုးနဲ့ရေးချေလိုက်တယ်အဲဒီနောက်ကျွန်ုပ်ရဲ့ဆရာသမားတွေတင်ကြားပေးခဲ့တဲ့အာယုဝုဒနာဂါထာတော်ကိုခတ်တိုးတိုးရွတ်ဖတ်တဲ့စေရင်သူရဲ့လက်ဘဝါပေါ်ရှိရွှေမုံတွေကိုရင်နွေးချမ်းနဲ့စေးကြောပေးလိုက်တယ်အဲဒီအချိန်အခန်းအတွင်းမှာထူးဆန်းတဲ့အမွေးနှံတစ်ခုပြန့်လွင်လာလေတယ်၎င်းအနံ့ကတောဆယ်ပင်နှံ့ကဲ့သို့လည်းရှိတယ်စနကူးနှံ့ကဲ့သို့လည်းရှိတယ်မောင်ကျော်စွာရဲ့မျက်လုံးတွေကတဖြည်းဖြည်းချင်းပြန်လေလှုပ်ရှားလာပြီးနှက်ခမ်းကလည်းတတော်တော်နဲ့ရေရော်လာတယ်ကျွန်ုပ်မြင်နေရပြီမြင်းပြူရှင်ရောက်လာပြီ
သူရဲ့အတန်ကသူရဲ့အတန်စစ်စစ်မဟုတ်ပဲအလွန်အိုမင်းရင်ရောလှတဲ့လူအိုကြီးတယောက်ရဲ့အတန်ကဲ့သို့ပြောင်းလဲနေလို့စောနန္ဒာကြောက်လန့်တကြားနဲ့ကျွန်ုပ်ရဲ့နောက်ကိုကပ်နေတယ်မကြောက်ပါနဲ့စောနန္ဒာဒါခေါင်းလောင်းထဲမှာကန့်ညိနေတယ်အထိတ်ကဆောင်းလျှောက်သူဝိညာဉ်တစ်ခုရဲ့အတန်ပဲလို့ကျွန်ုပ်ကနှိမ့်သိမ့်လိုက်ရတယ်ကျွန်ုပ်ကမောင်ကျော်စွာရဲ့ပခုံးကိုစက်ခနဲ့ပုတ်လိုက်ပြီးဟိတ်မောင်ရင်ဘသူ့ကိုမြင်နေရတာလေခေါင်းလောင်းတော်ကြီးကဘာလို့သတိပေးခြင်းလို့လဲမှန်မှန်ပြောစမ်းလို့အမိတ်ပေးတဲ့လေတန်းနဲ့မေးတယ်မောင်ကျော်စွာရဲ့ခန္ဓာကိုယ်ဟာကဒဲမောမတစ်ချက်မြစက်ခနဲ့တုံရင်သွားပြီးတော့သူ့ရဲ့မျက်ဝန်းအစုံဟာနေမြန်လာကကျွန်ုပ်ကိုစူးစူးဝါးဝါကြည့်လေတယ်သူ့ရဲ့နှုတ်ကထွက်ပေါ်လာတဲ့အတန်ကတော့အရှာရှာနဲ့ဩစာကြီးမှလှတယ်ကျွန်တော်ကဒီခေါင်းလောင်းတော်ကိုသုံးလုပ်ခဲ့တဲ့အင်းပညာရှိဦးမြအောင်ဖြစ်တယ်ဒီခေါင်းလောင်းတော်ကြီးကတာမန်ပစ္စည်းမဟုတ်အင်းလေးကန်ကြီးရေခမ်းချောက်ပြီးလူတို့လောဘစောတက်လာမယ့်အချိန်မှာပေါ်ထွက်လာရန်စီမံထားတဲ့ဓမ္မတတိပေးသည့်ခေါင်းလောင်းဖြစ်တယ်မင်းတို့လူသားတွေကရွှေအိုမြင်းအတိတ်မေးတတ်ကြတယ်မဟုတ်လားယခုဒီလူငယ်ကလည်းရွှေအိုမြင်းလို့မိမိဘဝကိုတောင်မေ့သွားလိမ့်ပြီအဲ့ဒီစကားအဆုံးမှာမောင်ကျော်စွာဟာဟဟပပရီမောလိုက်တယ်ကျွန်ုပ်မင်းညိုကအဲ့ဒီအဖြစ်အပျက်ကိုအကဲခတ်ပြီး၎င်းပညာရှိဝိညာဉ်ကိုဂါရဝပြုကမေးမြန်းလိုက်တယ်ဆရာကြီးခင်ဗျာကျွန်ုပ်မင်းညိုပါဒီလူငယ်သည်မတိနာမလဲ၍ပြင်မမိခြင်းဖြစ်ပါသဖြင့်၎င်းဤမှတ်ဉာဏ်များကိုပြန်လည်ပေးသနာတော်မူပါရန်မြတ်တာရက်ခံပါသည်ခေါင်းလုံးတော်ကြီးကိုလည်းတင့်တင့်သောနေရာသို့ပြန်လည်ပို့ဆောင်ပါမည်အဲ့ဒီအခါမောင်ကျော်စွာရဲ့ကိုယ်ထဲမှဝိညာဉ်ကဆက်လက်၍မှတ်ဉာဏ်ကိုပြန်လို့ချင်းဤရွှေခေါင်းလောင်းကြီးကိုလူတို့လောဘဖြင့်မထီတွေ့နိုင်သောကံဤအနက်ဆုံးနေရာသို့ပြန်လည်ပို့ဆောင်ရမည်လူတို့သည်ရွှေကိုသာမြင်ကြ၏ရွှေဤနောက်ွယ်အကုသိုလ်ကိုမမြင်ကြရေပြန်တက်လာတဲ့အခါဤခေါင်းလောင်းသည်ပြန်လည်နှိမ့်မြုပ်သွားပြီလိမ့်မည်ထိုအချိန်အထိစောင့်ဆိုင်နိုင်လျင်ဤလူငယ်မှတ်ဉာဏ်ပြန်ရလိမ့်မည်ပြောဆိုဆိုပင်မောင်ကျော်စွာဟာမိန်ငနဲ့ပြန်လည်အိပ်ပျော်သွားလိတော့တယ်ကျွန်ုပ်ကစောနန္ဒာကိုကြည့်ကတက်ပြင်းတစ်ချက်ချလိုက်တယ်နောက်တနေ့မနက်မှာတော့ထူးဆန်းစွာပင်မိုးဟာတီးထန်စွာနဲ့ရွာသွန်းလေတော့တယ်တညာရင်းချင်းပင်ကမ်းရည်ပြင်မှာပြန်လည်ပြည့်ရှံလာပြီးမောင်ကျော်စွာတွေ့ခဲ့တဲ့ရွှေခေါင်းလောင်းတော်ကြီးရှိရာနေရာမှာလေရေအောက်ကိုပြန်လည်နှိမ့်မြုပ်ကွဲ့ပြောက်သွားလေတယ်အဲ့ဒီအခိုက်မှာမောင်ကျော်စွာကမျက်လုံးတွေပြန်လည်ပွင့်လာပြီးတော့အမကျွန်တော်ဘယ်ရောက်နေတာလဲအင်းထဲမှာရွှေခေါင်းလောင်းကြီးတစ်လုံးတွေ့ခဲ့တယ်လို့ပဲလို့နူးနူးကြကြပြောဆိုလာလေတော့တယ်သူကဖြစ်ပျက်ခဲ့သမျှကိုအိမ်မက်တစ်ခုကဲ့သို့သာမှတ်မိတော့လေမိမိရဲ့အမည်နဲ့မိသားစုကိုတော့ပြန်လည်မှတ်မိသွားလေပြီကျွန်တော်ကအဲ့ဒီဖြစ်ရပ်ကိုကြည့်ကလောကမှာတန်မိုးရှိတဲ့အရာများစွာရှိပေမဲ့တတိနဲ့ပညာကဲ့သို့သောအရာတွေရသာအစစ်အမှန်တန်မိုးရှိကြောင်းစင်ကြယ်မိလေတယ်ကျွန်တော်ကဆေးလိပ်ကိုမိညှိပြီးအင်းလေးကန်ရဲ့တိမ်ပြပြအောက်မှာလှေလော်နေသောတငါးသေးတွေကိုငီးကြည့်ရင်အင်းရဲ့လူတွေကတော့ရွှေကိုရှာနေကြတော့မယ်ဒါပေမဲ့တကယ်ရွှေကတော့ကိုယ်စိတ်ထဲကငိမ့်ချမ်းမှုပဲလို့တကိုယ်ကြီးရေရောမိလေတော့တယ်ဟဲ့အခုထိအဲ့ရမထသေးဘူးလားဒီလိုပုံနေများကြီးပွားဖို့နင်းနေသားငါရှိလို့နေငတ်မသေးတာထအခုထမိခင်ဖြစ်သူကခြံအောင်ထဲမှာကွေးကွေးလေးအိတ်နေတဲ့မောင်သူတာကိုစိတ်မရှိတဲ့အစုံမှခြေထောက်နဲ့တစ်ချက်ကန်လိုက်တယ်အမေကလည်းဗျာညတညလုံးကင်းဆောင်ထားရတာ7နာရီထိုးလောက်ထိတော့အိပ်ပြရစီအခုက9နာရီထိုးနေပြီဘယ်တော့သွားပြီးအလုပ်လုပ်မှလဲမောင်သူတာခြံအောင်ထဲကထွက်ခါအိပ်ရာကိုတိမ့်လိုက်တယ်အမေဘာလဲဒါအလုပ်ပြုတ်သွားပြီဘာဖြစ်လို့လဲစက်ရုံကအလုပ်သမားတွေကိုငွေမရှင်းနိုင်တော့ဘူးတဲ့သူတို့မှလည်းဒေါ်လာဆိုလားဘာဆိုလားပြဿနာတွေရှိလို့ပို့ကုန်တွေလည်းမပို့နိုင်ကုန်တွေမပို့နိုင်တော့ပတ်စံမရှိတော့အလုပ်သမားတွေကိုဖြုတ်မယ်ဆိုပြီးတော့ပြောနေတဲ့အထက်ဒါကပထမအတုံးမှာဈေးဥပေါက်သွားတာဟဲ့တော့ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲဟုတ်တယ်အမေတနင်္လာနေ့ကစပြီးအလုပ်မစင်းတော့နဲ့လို့မနေ့ကတည်းကပြောလိုက်တယ်ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲအိမ်ရဲ့စားဝတ်နေရေးကိုဘယ်လိုလုပ်ကြမလဲကြောက်တက်နေတဲ့ကလေးတွေဘယ်လိုလုပ်ကြမလဲကွယ်မပူပါနဲ့အမေရဲ့ဒါအလုပ်တစ်ခုခုရှာပါမယ်ဘာအလုံးမမရရင်လဲဆိုင်ကယ်ကယ်တွေထွက်ဆွဲမှာပေါ့ဆိုင်ကယ်တွေကိုတလောက်ဖမ်းနေတာဘယ်လိုလုပ်မလဲခေါင်းရင်အိမ်ကတမ်းမြင့်တောင်လေမနေ့ကဆိုင်ကယ်အဖမ်းခံလိုက်ရတာအခုထိပြန်မရသေးဘူးစိတ်မပူပါနဲ့အမေကအလုပ်တစ်ခုခုတော့ရှိမှာပါရေမိုးချိုထမင်းစားပြီးတော့မောင်တူတာကစပိန်ကလေးစီးကအပြင်ကိုထွက်လာတယ်သူကလက်ဖက်ရည်ဆိုင်မှာတငယ်ချင်းတွေကိုမျှော်တယ်စောက်လို့ရေးပဲဖြစ်ဖြစ်တစ်ခုခုရလောက်ရန်ဆုံးဖြတ်ထားတယ်သို့တော့တယောက်မှပေါ်မလာလို့တငယ်ချင်းလှရွှေရှိရာဇရက်ကလေးရွာဘက်ကိုစပိန်နင်းလာတယ်သူနေတဲ့ကမ်ပိန်းရွာမှာဇရက်ကလေးကို6မိုင်ဝေးတယ်ညီတို့ဆိုစီလှရွှေရစောက်လို့ရေးမှာအလုတ်သမားကောင်းဖြစ်တာကြောင့်အလုတ်တစ်ခုခုတော့သူ့အတွက်စီမံပေးနိုင်လိမ့်မယ်လို့ယူဆကစပိန်လေးကိုနင်းလာတယ်ဖောင်းသူစပိန်စီဟာဖြစ်တယ်ဟာဒုက္ခပဲသူကစပိန်မော်ကဆင်းလိုက်တယ်စပိန်ကဘိန်းပေါက်သွားတယ်အခုသူရောက်နေတဲ့နေရာမှာ2ရွာကြားမှာဖြစ်နေလို့စပိန်ဖာဖို့အတွက်ကမ်ပိန်းကိုပြန်ပြီးစပိန်တွန်းရတယ်နေပူပူထဲမှာလမ်းဘေးကိုဆင်းပြီးစပိန်ကိုတွန်းလာရင်းနဲ့အစင်များမပြေခြင်းအတ္တလိုဆိုကရေရော့လာတယ်
သူကစပိန်ကိုတွန်းလာစဉ်မျက်နှာချင်းဆိုင်ကမောင်းလာတဲ့ကားတစ်စီးကသူ့တဲတဲကိုဝင်လာတယ်ဟာဘာကြီးလေမောင်တူတာစပိန်ကိုပြစ်ချပြီးကားလမ်းဘေးကိုဆင်းပြေးတယ်ကားသူ့စပိန်ကိုတိုက်ပြီးလမ်းဘေးတနေရာမှာထိုးရက်သွားတယ်မောင်တူတာသူ့စပိန်လေးကိုကြည့်လိုက်တယ်ကားကျိတ်လို့ပြားချက်သွားတယ်စိတ်ဆိုးဆိုးနဲ့ကားစီကိုသွားပြီးငုံကြည့်လိုက်တော့ကားမောင်းတဲ့နေရာမှာလူကြီးတစ်ယောက်ကကားလက်ကင်ခွေပေါ်မှာမျက်နှာကိုအပ်ပြီးမိနေတာကိုတွေ့လိုက်ရတယ်သူအတကားကိုဆွဲဖွင့်ပြီးဦးလေးလို့ခေါ်လိုက်တယ်မထူးလို့အဲ့ဒီလူကြီးကိုကားပေါ်ကဆွဲချကကားလမ်းဘေးမှာလှည့်ခိုင်းထားပြီးလက်ကွင်းထဲရရှည်ကိုလက်ခုပ်နဲ့ယူကမျက်နှာပေါ်လောင်းချပေးလိုက်တယ်ခဏကြာမှအဲ့ဒီလူကြီးကတတိပြန်ရလာတယ်ဟင်ဘာဖြစ်တာလဲဦးလေးကကျွန်တော်စပိန်ကိုဝင်တိုက်တယ်ပြီးတော့ထိုးရက်သွားတယ်ဦးလေးတတိမင်းနေလို့ကျွန်တော်ရည်နဲ့မျက်နှာကိုပတ်ထားတာငါတူကိုကျေးဇူးတင်လိုက်တာကွယ်ဦးလေးကောင်းမောင်းလာရင်ဘာဖြစ်သွားမှမသိဘူးမိုက်ခနဲ့ဖြစ်သွားတာပဲသိလိုက်တယ်ဦးလေးဘဲမနေတာလေကျွန်တော်ဘာလုပ်ပေးရမလဲဦးလေးကရန်ကုန်မှာနေတာပါကွယ်ဇေယျကလေးကညီမတယောက်စီကိုလားလဲရင်ခုလိုဖြစ်တာပဲကားကလည်းတော်သေးတယ်လေကွင်းနဲ့ကြမသွားလို့ဆက်နှိုးကြည့်ပါအောင်မောင်းလို့ရမယ်ထင်တာပဲမောင်ရင်ရဲ့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဦးကောင်းနဲ့ကမူးနောက်ဖြစ်နေလို့ခဏလောက်နေပြရစီအောင်ကျွန်တော်ကားကိုစမ်းကြည့်ရအောင်မလားဦးကားမောင်းတတ်သလားမောင်းတတ်ပါတယ်ဦးကျွန်တော်စိတ်အောင်မှာကားမောင်းနေတာပါစမ်းကြည့်လေးကွယ်မောင်တူတာကကားပေါ်တက်ပြီးစက်ကိုနှိုးကြည့်တယ်ဦးလီကဘာမှမဖြစ်ဘူးတော်သေးတယ်သူကကားပေါ်ကဆင်းလာတယ်အဲ့ဒီလူကြီးကကားကဘာမှမဖြစ်ပေမဲ့မောင်ရင်စပိန်လေးကတော့ရစရာကိုမရှိတော့ဘူးဦးလေးဘလောက်ရော့ပေးရမလဲကွယ်ဒါမှမဟုတ်စပိန်အစ်စ်တစီအစားပြန်ဝယ်ပေးမယ်ဆိုလေဝယ်ပေးပါမယ်စပိန်ကပြတ်သွားပြီပဲအေးမကြည့်တော့ပါဘူးဦးလေးကိုစီကံပြဖို့လိုမေထင်တယ်ကျွန်တော်တို့ကမ်ပိန်းမှာအလွန်တော်တဲ့ဆရာဝန်တစ်ယောက်ရှိတယ်သူ့ရဲ့စီကံမှာလိုက်ပြပါလားဦးကကားမမောင်းနိုင်သေးဘူးနဲ့တူတယ်ကျွန်တော်မောင်းပေးပါမယ်ကဲဒါဆိုရင်လည်းသွားရအောင်ကွယ်မောင်တူတာကသူ့ကိုကားပေါ်တွဲတင်တယ်မောက်စပိန်လေကားနောက်ခံမှာတင်လိုက်ကွယ်သူကစပိန်စုပ်လေးကိုကားနောက်ခံတကားဖွင့်ကတင်လိုက်ပြီးကမ်ပိန်းရှိစေတနာမွန်စီကံကိုအဲ့ဒီလူကြီးကိုခေါ်လာတယ်ဆရာဝန်ရဲ့ကုသမှုကိုခံယူပြီးတော့ကားမမောင်းတင်နေကြောင်ညွှန်ကြားလို့မောင်တူတာကသူ့စပိန်စုပ်ကလေးကိုစေကံမှာခက်တာအပ်ခဲ့ပြီးအဲ့ဒီလူကြီးကိုဇေယျကလေးရွာအရောက်ပို့ပေးခဲ့တယ်ကျွန်တော်လည်းဇေယျကလေးကိုသွားတာပဲလမ်းမှာစပိန်ဘိန်းပေါက်လို့ပြန်လှည့်လာတာသူကကားမောင်းလာရင်ဘေးမှာထိုင်လိုက်လာတဲ့အဲ့ဒီလူကြီးကိုပြောလိုက်တယ်ဇေယျကလေးမှနေတာလားမဟုတ်ဘူးခမဇေယျကလေးကတငယ်ချင်းစီကိုသွားရင်ခုလိုဖြစ်တာပဲမောင်ရင်ကကားမောင်းကျွမ်းကျင်တာပဲနာမည်ဘလို့ခေါ်တယ်လေမောင်တူတာပါတယ်ခမဦးနာမည်မှတ်ထားဦးစိန်လှမောင်လို့ခေါ်တယ်ဟုတ်ကဲ့ဦးကဇေယျကလေးမှ2ရက်လောက်နေအောင်မှာညီမတွေကအလူလုံးမှမို့ရန်ကုန်ကနေလာခဲ့တာဦးညီမတွေကဘသူတွေများလဲခင်လှကြည်လို့ခေါ်တဲ့ကွယ်စံပွဲုံထောက်ထားတယ်ဟာဒေါ်ခင်လှကြည်အကိုလားဒေါ်ခင်လှကြည်ကိုတိတာပေါ့ဇေယျကလေးမှတထီးတွေပဲစံဆက်ကြီးလဲပိုက်နာပဲအေးကွယ်ဒါနဲ့မောင်ရင်ကဘာများလုပ်တယ်လဲကွယ်မနေ့ကအထီတော့စက်ရုံမှာကားဒရိုင်ဘာပေါ့ခမအလိုစကားအစမ်းသားပဲမနေ့ကအထီဆိုတာဘာကြီးလဲဒီနေ့တော့အလုပ်ပြုတ်သွားပြီအဲ့ဒါဇေယျကလေးကတငယ်ချင်းစီမှာအလုပ်ရှာဖို့ထွက်လာရင်ဦးနဲ့တွေ့တာပဲဦးစိန်လှမောင်ကဘဝဆိုတာဒီလိုပါပဲကွယ်ဒီခေတ်ဒီကာလကတော့လူတိုင်းဒုက္ခတွေကိုစီနေပေါ့ဇေယျကလေးရောက်ပြီးဦးလေစံပွဲရုံကိုမောင်းပေးရမလားဖုန်းကြီးเจ้าကိုမောင်းပါကွယ်ဖုန်းကြီးเจ้าကိုအရင်သွားခြင်းလို့ဟုတ်ကဲ့ဦးဖုန်းကြီးเจ้าကိုရောက်တဲ့အခါမှာဦးစိန်လှမောင်ကမောင်တူတာကြီးကူညီလက်စားနဲ့ကူညီပါအောင်ကွယ်အချိန်ရတယ်မဟုတ်လားဟုတ်ကဲ့ရပါတယ်ခင်ဗျဦးညီမပွဲရုံကိုသွားပြီးတော့ဦးညီမကိုခေါ်လာပေးပါလားဦးဒီမကောင်းတာကိုလည်းသွားမပြောနဲ့ဖုန်းကြီးเจ้าရောက်နေတယ်ဆိုတာတော့ပဲပြောပြီးတော့ငွေ9သိန်းပေးလိုက်ပါလို့ပြောကြည့်ကွယ်ဦးရဲ့ကျွန်တော်ပြောလို့ပတ်စံကိုအလွယ်ထုတ်ပေးပါမလားခင်ဗျကျွန်တော်နဲ့မှမသိတာကားယူသွားလေကွယ်ဦးကဖုန်းနဲ့ကြိုပြီးပြောထားလိုက်မယ်ဟုတ်ပြီလားဦးစိန်လှမောင်ကဖုန်းဆက်တယ်မောင်တူတာကကားမောင်းထွက်ခဲ့တယ်သူကစံပွဲရုံကိုရောက်လာတဲ့အခါမှာဒေါ်ခင်လှကြီးကပွဲရုံကိုပြင်မှာထွက်ဆောင်နေတယ်မောင်တူတာလားဟုတ်ကဲ့ပါခင်ဗျရော့ကွယ်အကိုကြီးတောင်းထားတဲ့ငွေ9သိန်းဟုတ်ကဲ့မောင်တူတာကပတ်စံကိုယူပြီးကားကိုဖုန်းကြီးကျောင်းကိုပြန်မောင်းလာတယ်သူကကားကိုဖုန်းကြီးကျောင်းအောင်မှာရက်ပြီးပတ်စံတော့ကိုကင်ကကျောင်းပေါ်တက်လာတယ်ဆရာတော်ရှေ့မှာဦးစိန်လှမောင်ကိုတွေ့လိုက်တယ်ဒီတငယ်ပဲအရှင်ဖေဟာတပည့်တော်အသက်ကိုကဲခဲ့တာလူကုသိုလ်ကံများတိတ်ဆန်းတာပဲသူတော်ကောင်းနှကောင်းမတွေလို့သဘောထားကွယ်မောင်တူတာဆရာတော်ကိုကြော့ပြီးတော့ဦးလေးယူခိုင်းလိုက်တဲ့ငွေတွေပါခင်ဗျာဒေါ်ခင်လှကြီးကသူလဲလိုက်လာမယ်လို့ပြောလိုက်ပါတယ်မောင်တူတာဦးစိန်လှမောင်ကိုပတ်စံတော့ကမ်းပေးလိုက်တယ်ဦးစိန်လှမောင်ကပတ်စံတော့ကိုယူလိုက်ပြီးမောင်တူတာခင်ဗျာရော့ဘာများလဲခင်ဗျဒီငွေတွေရောက်မောင်ကိုဦးဟာကျေးဇူးဆက်တာဦးလေးအပေါ်မှာဘာကျေးဇူးများရှိလို့လဲခင်ဗျမောင်ရင်ကဦးအသက်ကိုကဲခဲ့တာကြောင့်မှပြီးတော့အမောင်မှာစပိန်တစီလဲဆုံးရှုံးသွားတယ်မဟုတ်လားဦးခင်ဗျကျွန်တော်ပြောရမှာတော့အားနာပါတယ်ဘာများလဲမောင်တူတာရဲ့ဦးလေးကကျွန်တော်စေတနာကိုတန်မိုးဖြတ်တာလား
ကျွန်တော်စပိန်ကိုတန်မိုးဖြတ်တာလားခင်ဗျာကျွန်တော်စပိန်က4-5တောင်းလောက်ပဲတန်ပါလေကျွန်တော်ကိုပါအဲ့ဒီငွေနဲ့ရောပြီးတန်မိုးဖြတ်တာဆိုရင်ကျွန်တော်တန်ကြီးက4 သိန်းခွဲလောက်ပဲတန်နေကောင်ဖြစ်မနေဘူးလားခင်ဗျဦးအားမောင်းကိုဒီငွေတွေပေးတာအဲ့ဒီသဘောနဲ့မဟုတ်ပါဘူးကွယ်မောင်ကအလုပ်လေးပြုတ်ထားတာဆိုတော့အထောက်အပံ့လေးတစ်ခုခုဖြစ်အောင်ကူညီတာပါမောင်ကဦးနဲ့ဆွေးမတော်မျိုးမတော်ကူညီခဲ့ဘူးသလိုဦးကလည်းကျေးဇူးပြန်ပြီးတုံ့ပြန်နေသဘောပါအဲ့ဒီအချိန်မှာဒေါခင်လှကြီးကသူ့အမျိုးသားနဲ့အတူကျောင်းပေါ်ကိုတက်လာတယ်ဆရာတော်ကိုဝတ်ပြုပြီးတော့အကိုကြီးကပွဲရုံကိုဘာဖြစ်လို့တန်းမလာရတာလဲဦးစိန်လှမောင်ကလမ်းမှာဖြစ်ပျက်သမျှကိုရှင်းပြပြီးတော့အဲ့ဒါမောင်သူတောက်ကိုကူညီခြင်းလို့ပတ်စံယူခိုင်းလိုက်တာပဲညီမရဲ့ကျေးဇူးတင်လိုက်တာကွယ်မင်းဟာအကိုကြီးရဲ့ကျေးဇူးရှင်ပဲဒီငွေကိုလက်ခံလိုက်ပါနော်ကျေးဇူးတင်ပါတယ်ဦးလေးတို့အတော်တို့ခင်ဗျာကျွန်တော်ပြန်မအောင်မေကျွန်တော်ကပတ်စံနဲ့တန်မိုးဖြတ်တဲ့ကျေးဇူးကိုလက်မခံတတ်ပါဘူးမြတ်တာကိုမြတ်တာနဲ့ပြန်ပြီးတုံ့ပြန်တာကိုပဲတန်မိုးထားပါတယ်ကျွန်တော်ပြန်တော့မေမောင်သူတာဆရာတော်ကိုဦးချပြီးတော့သူတို့ကိုလှည့်မကြည့်ပဲကျောင်းပေါ်ကဆင်းကတငယ်ချင်းဖြစ်သူလှရွှေထံကိုလာခဲ့တယ်အလုတ်နားရက်လေးဖြစ်တာကြောင့်လှရွှေကိုအိမ်မှာအခန်းတင်တွေ့တယ်လှရွှေကြီးငါ့ကိုမင်းဆိုင်မှာအလုပ်လေးတစ်ခုတော့ပြီးအောင်ကွာတငယ်ချင်းကအလုပ်တွေကအဆင်ပြေတာမဟုတ်ငါတောင်ဒီတိုက်ပြီးရင်ဘယ်သွားလို့ဘာလို့ရမှန်းမသိဘူးအေးကွာငါလည်းဘာမှကြံရမရလို့မင်းစီကိုထွက်လာတာလမ်းမှာစပိန်ကပေါက်ကားတိုက်ခဲရပြီးစပိန်ကဘဝပြက်လူတဲ့ဘဝပြက်ဖို့လက်တကန်းအလိုပေါ့ကွာအေးပါကွာငါနောက်အလုပ်တစ်ခုရရင်မင်းစီကိုအကြောင်းကြားလိုက်ပါမယ်ငါပြန်အောင်မယ်ကွာဘာနဲ့ပြန်มาလဲဆိုင်ကယ်ငါပြီးပြန်มาပေါ့ငါ့ကိုပတ်စံ900လောက်ချီးကွာရော့လှရွှေကသူ့အိတ်ထဲကငွေ1000နဲ့တရွက်ကိုထုတ်ပေးလိုက်တယ်မောင်တူတာဆိုင်ကယ်ဂိတ်ကိုလာပြီးဆိုင်ကယ်ငှားကပြန်လာတယ်လမ်းမှာကားတစ်စီးကသူတို့ဆိုင်ကယ်ကိုကြော်တက်လိုက်ပြီးရပ်ဖို့လက်ပြတယ်ဆိုင်ကယ်သမားကရပ်ပေးလိုက်တယ်ကားပေါ်ကဆင်းလာသူကဒေါခင်လှကြီးဖြစ်တယ်မောင်တူတာခမမင်းအလုပ်တစ်ခုလောက်မလို့ချင်ဘူးလားအလုပ်ရရင်လိုချင်တာပေါ့ခမအေးကွယ်မနှက်ဖြန်ကစပြီးအတော်တို့စံပွဲရုံမှာမောင်တူတာကိုအလုပ်စဆင်းမှလို့ပြောခြင်းနဲ့ပင်မမန်းဆန်အိတ်ထန်းနဲ့အလုပ်မဟုတ်ပါဘူးအတော်တို့စံကားကိုမောင်းပေးဖို့ပါပဲမောင်တူတာအရင်လုပ်တဲ့စိတ်ယုံကကောင်းမောင်းနဲ့လာစားထက်မနှဲစီရဘူးလို့အတော်အာမခံပါတယ်မောင်တူတာနဲ့ AECC မနှက်ဖြန်မှာလာစားကိစ္စဆွေးနွေးမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဒီအလုပ်ပေးတာအကိုကြီးနဲ့ဘာမှမဆိုင်ဘူးနော်အတော်တို့မှလိုအပ်လို့ခေါ်တာဟုတ်ကဲ့ပါခင်ဗျမနှက်ဖြန်ကျွန်တော်လာခဲ့ပါမယ်အတော်တို့ပွဲရုံကမနက်8 နာရီမှာစဖွင့်နေကွဟုတ်ကဲ့ကျွန်တော်8 နာရီအရောက်လာခဲ့ပါမယ်